ရှစ်လပိုင်းစာအတွက်ကိုပေါ့နော်လာရောက်ပြီးတင်ပေးတဲ့နေနံလေးကဘယ်နေနံသားလေးမီလေးဖြစ်မလဲဆိုလို့ရှိရင်ဘဝမှာအနစ်နာခံအရှုံးပေးပြီးတော့ပေါ့နော်သူများအတုံးချခံတဲ့အတိစိတ်ရင်လေးလှပပြီးလောကရန်ရဲ့ရိုက်ခတ်မှုအပြင်းထန်စွာခံရပြီးတော့အချစ်ကိုဖျားလို့ကိုးကွယ်တတ်တဲ့အချစ်ကိုအမြဲတမ်းလို့ဆွဲလန်းကြည့်ပြီးအတွေးကြည့်တတ်တဲ့နေနံသမီးလေးသားသမီးလေးတွေကိုလာပြီးတင်ပေးတယ်ဆိုတော့အဲ့နေနံတွေကဘာနေနံဖြစ်မလဲဆိုရင်တောက်ကြသားသမီးတွေဖြစ်မယ်ရှင်နော်ဘာကြောင့်လဲဟဲ့ဆိုရင်သူတို့တွေကအယမ်းဆွဲလန်းကြည့်တတ်တယ်လို့မျက်ရည်လွယ်တတ်တယ်လို့ခံစားမှုကလေးအယမ်းလွယ်တတ်တဲ့သူတို့ရဲ့စိတ်နှလုံးသားဖန်သားလေးလိုမျိုးအမြဲတမ်းပါလွာပြီးယူဘယ်လိုပြောမလဲရိုင်လဲလွယ်တတ်တဲ့ပောက်ကွဲလေတဲ့အထက်မှာပါတဲ့တောက်ကြသားသမီးတွေပါရှင်အဲ့တော့တောက်ကြသားသမီးတွေကတဲ့ဒီရှစ်လပိုင်းထဲမှာဆိုစိတ်တွေအယမ်းတွေးဝေနေတတ်တဲ့ဘာကိုလှုပ်လို့လှုပ်ရမှမသိဘာကိုရည်ရွယ်ချက်ထားလို့ထားမှမသိဆိုတဲ့သူများအတွေးတွေသူများပေးတဲ့ဒုက္ခမိသားစုအတွက်နဲ့ပတ်သက်ပြီးကိုကမျှဝေခံစားပြီးပူနေတဲ့အပူတွေနဲ့ပဲကြုံနေရမယ်ဟေးဆိုတာကိုဆရာမလေးကတွေ့ရပါတယ်နော်အဲ့တော့တောက်ကြသားသမီးတွေကလည်းဘဝမှာလည်းသူတို့ဘဝရဲ့လမ်းတစ်လျှောက်လုံးမှာကသူတို့ချစ်တဲ့လူတွေကနံပါတ်1ရှင်နော်ဥပမာမိသားစုနဲ့ကိုချစ်တဲ့လင်ယောက်ျားမဟုတ်ရင်ကိုချစ်တဲ့မိန်းမအဲ့လိုမျိုးအိမ်ရှင်မပေါ့နော်အဲ့လိုမျိုးတွေကိုသူတို့ကဦးစားပေးတတ်တယ်ဖယားသက်စုလိုမျိုးသူတို့ကချစ်ခင်တတ်တဲ့ထဲမှာပါတယ်တောက်ကြသားသမီးတွေကတဲ့ဘယ်လိုပြောမလဲဆိုအနိနာခံအစွဲလန်းကြီးပြီးတော့ပေါ့နော်အမြဲတမ်းလိုပေးဆက်မှုတွေနဲ့နိနာခံမှုတွေနဲ့ပဲနေခဲ့တာများတယ်ပြောမယ်ဆိုကိုကျိုးအထက်သူများအကျိုးကိုပဲကြည့်တတ်တယ်အဲ့တော့ဘာဖြစ်လဲကိုသူများအကျိုးဆောင်ကိုကျိုးပြောင်ဆိုသလိုပဲတဲ့တောက်ကြသားသမီးတွေမှာဘာကောင်းတာရှိလဲနံပါတ်1ဆိုတဲ့သူများအတွက်နံပါတ်2ဆိုရင်လည်းပဲအနစ်နာခံမယ်နံပါတ်3ဆိုရင်လည်းပဲမျက်ရည်လွယ်မယ်စိတ်တက်ကအတက်အကျညံ့မယ်ဆိုတဲ့အထက်မှာပါတယ်ရှင်တောက်ကြသားသမီးတွေကအဲ့တော့ခါကြတော့ဘယ်လိုဖြစ်မလဲဘဝမှာအရှုံးနဲ့အချိန်ချင်းကြုံရတတ်တယ်အချိန်ချင်းပြိုလဲခဲရတတ်တယ်တဲ့နော်အဲ့လိုမျိုးအဲ့တော့စိတ်မှတ်ရှိလားရှင်မမှတ်ဘူးတဲ့နော်အဲ့နေကနေပြိုလဲပြီးထွက်လာတယ်ဒါပေမဲ့အဲ့ဒီပတ်ဝန်းကျင်ကိုပဲသူတို့ကဆွဲလန်းနေတတ်တယ်အဲ့ဒီလူတွေကိုပဲသူတို့ကစိတ်ထဲမှာရှိပြီးတော့သူတို့အတွက်ဟိဆိုတာမျိုးငါကိုငါပဲလိုအပ်တာလားမဟုတ်ပဲနဲ့ပဲသူတို့ပဲလိုအပ်တာလားမဟုတ်ပဲနဲ့လောကရန်ကြီးကပဲငါ့ကိုမျက်နှာတောင်မပေးတာလားဆိုအတွေးတွေအများကြီးအိမ်အောင်ရင်းမှာဟိဆိုရင်လည်းပဲသူတို့ကကန့်ညက်တဲ့အထဲမှာပါတယ်အချစ်ကြီးအိမ်အောင်ရင်းနဲ့ပတ်သက်ရင်လည်းတစ်ဖက်တိုက်ရွယ်ပေးဆက်နေရတာမျိုးပေါ့နော်အဲ့လိုမျိုးအဲ့တော့အိမ်အောင်ရင်းနဲ့ပတ်သက်ရင်အချစ်ကြီးအိမ်အောင်ရင်းနဲ့ပတ်သက်ရင်အနည်းဆုံး3ချိန်လောက်လဲပြုတ်ပြီးတော့မှသူတို့ကစစ်မှန်တဲ့အိမ်အောင်ကိုတိဆောက်နိုင်စွာရှိကြတာတဲ့နော်အဲ့တော့ဒီရှစ်လပိုင်းထဲမှာဟိတ်ဆိုလို့ရှိရင်တော့ဘာတွေကောင်းမလဲဟိတ်ဆိုစိတ်တက်တွေကြပြီးဘာမှမလုပ်ချင်မကန့်ချင်အောင်ဒီဘုံဘုံကြနေတတ်တယ်။ဘာကြောင့်လဲဆိုသူတို့စိတ်တက်ကအတက်အကျအနှိမ့်အမြင့်များတယ်အဲ့တော့သူတို့ကိုမေတ္တာဓာတ်အပြည့်ဝနဲ့နောက်ကပန့်ပုံးမဲ့လူခွန်အားပေးမဲ့လူလေးမိသားစုလေးလိုအပ်တယ်ချင်းသူတို့ကဘယ်လိုပြောမလဲဆိုရင်အစွန်းစမရှိတာမဟုတ်ဘူးတောက်ကြသားသမီးတွေကဘယ်နေရာမှာအသုံးချမလဲသူများလက်ညှိုးထိုးเสียမလို့အောင်တောင်းဝန်ကြီးဖြတ်ထိုးညံ့ကောင်းပြီးတော့ idea ကောင်းကောင်းနေနေပဲသူတို့ကသွားတတ်တာတောက်ကြသားသမီးတွေက fashion နေရာမှာလားလူပညာမှာလားမဟုတ်ပဲအလုပ်ကင်နေမှာလား design နဲ့ပတ်သက်ပြီးထွင်မှာလားအရန်ကိုသူများနဲ့မတူတဲ့ idea တွေသူတို့စီမှာရှိတယ်ဒါပေမဲ့သူတို့ကိုအသုံးချတဲ့လူတွေကများလိုက်မယ်လိုအပ်တောင်းတစ်ချက်မလိုအပ်တော့ဘူးဟဲ့ဆိုရင်သူတို့ကဘာမှအသုံးမဝင်တဲ့လူလိုမျိုးပယ်ထုတ်ခြင်းခံရတတ်တယ်အဲ့ဒါလေးတခုတတိထားရမယ်အဲ့တော့ဒီချိန်မှာတဲ့တောက်ကြသားသမီးတွေကပြောင်းလဲချိန်တန်ပြီလို့ဆရာမကမြင်တယ်ကန်ဆာတောင်ကလည်းကိုယ့်ဘက်ကိုလှည့်လာပြီအရင်လွန်ခဲ့တဲ့အချိန်တွေအခုဆရာမပြောနေတဲ့အချိန်ထိပေါ့နော်ဘယ်လိုပြောမလဲဆိုကိုယ့်ဘဝအတွက်ကအမြဲတမ်းတောက်လျှောက်လို့အနစ်နာခံမှုတွေပေးဆက်မှုတွေနဲ့သူများကိုငဲ့ညာတဲ့စိတ်တွေနဲ့သူများအတွက်အာမခံလိုက်တဲ့အရာတွေကကိုယ့်ကောင်းပေါ်ကျလာတဲ့မနိုင်တဲ့ဝန်ကိုထမ်းထားတဲ့အချိန်ဖြစ်နေလိုက်မယ်ငွေကြေးနဲ့ပတ်သက်ပြီးငွေထွက်ပေါက်ကအယမ်းများဝင်ပေါက်နေပြီးထွက်ပေါက်များနေတယ်အဲ့လိုမျိုးအဲ့တော့ဒီချိန်မှာပြောင်းလဲတန်ပြီလို့ဆရာမကတွေ့တယ်ဘာကြောင့်လဲဆိုရင်သူများကိုကကူညီခြင်းနဲ့ကိုယ့်ရဲ့မိသားစုကိုကပံ့ပိုးခြင်းနဲ့ဆွဲထုတ်ခြင်းနဲ့ဆိုကိုနိုင်ပံ့မအောင်ကြိုးစားရတော့မယ်အချိန်
ချိန်ကိုကြာရောက်တယ်အဲ့တော့ရှင်တို့ကဘယ်လိုလဲဆိုရင်မိသားစုအတွက်ကိုချစ်တဲ့လူအတွက်ကစိတ်ငကကိုအတွက်ကတော့အမြဲတမ်းပဲကြီးလော်ဖြစ်နေတဲ့အတွက်ကိုလည်းပဲစိတ်ငကပန်ရမယ်အချိန်ကိုကြာရောက်တယ်လို့ဆရာမပြောပါတယ်တွေ့ပါတယ်ပေါ့နော်အဲ့တော့ပြောင်းလဲချိန်တိုင်းဆိုတော့ကိုဘာလို့အဆင်ပြေမလဲဘယ်နေရာကိုငါဥတီပြီးလုပ်မလဲပညာရေးလားစီးပွားရေးလားနိုင်ငံရဲ့အချောင်းကိုထွက်မလားဒီလထဲမှာအပီးစီစဉ်လိုက်ပါအရန်ဆင်ပြေသွားဖို့ရှိတယ်သူညက်တာဒီလထဲမှာဆိုဒီ15ရက်နေ့နောက်ဆုံး16ရက်နေ့ထိကိုပဲ तू ကညက်တာအဲ့တော့အဲ့ဒီချိန်ကနေစပြီးငါဘဝကိုငါအမြင့်ဆုံးဖြစ်အောင်ဆွဲတင်မယ်ငါအတိဘယင်တပါးဖြစ်အောင်ရှေ့ကိုဆွဲတင်သွားမယ်ဆိုတဲ့စိတ်မျိုးရှိရမယ်ငါဘာဝါသနာပါတယ်ဘာကိုလှုပ်ချင်လဲပိုင်နိုင်တဲ့အပီအစီလှုပ်လိုက်ပါဒီလထဲမှာတဲ့နိုင်ငံရဲ့ချောင်းကိုထွက်ခွာမဲ့တောက်ကြသားသမီးတွေအရန်ကောင်းပညာရေးနဲ့ပတ်သက်ပြီးဖြည့်ဆို့နေတဲ့တောက်ကြသားသမီးတွေအရန်ကောင်းမယ်ပြီးလို့ရှိရင်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးနောက်ဆုံးကမလို့ရှစ်တိုးကမလို့ဒီဟာပဲလက်ပိတ်နေတယ်လို့ဟိုဟာပဲလက်ပိတ်နေတယ်လို့သူများကပဲငါ့ကိုလှုပ်ထားတယ်လို့အဲ့လိုတွေဖြစ်နေတဲ့အရာတွေအကုန်လုံးစွတ်ထုတ်ပစ်လိုက်ပါဘာကြောင့်လဲဆိုရင်တောက်ကြသားသမီးတွေဂုံတော်ကိုပါလက်ကင်ထားပြီးတော့ဖြစ်တဲ့အရာမှန်သမျှကိုရဲဝံ့ရင်ဆိုင်ပြီးတော့တောက်ပါမယ်အချိန်ကိုကြားရောက်တဲ့အတွက်ကြောင့်မို့လို့လေလုံးဝဖြတ်ထုံညံနဲ့သွားပါကိုယ့်ရဲ့စိတ်ခံစားမှုကိုအောင်နှောက်တဲ့ကဖြစ်တည်လာတဲ့အရာကိုပဲယူပြီးတော့လုံနိုင်အောင်ကြိုးစားမယ်ဆိုတဲ့စောင့်အဲ့ဒီလိုမျိုးစိတ်ရင်းနဲ့လှုပ်သွားပါလို့ပဲဆရာမလေးကပြောချင်တယ်အရန်ဆင်ပြေလာပါလိုက်မယ်ရှင်အရင်ကကြောက်လို့ရှိရင်ဘာကြောက်လဲသူများကန်လေကိုပိတ်နေတာသူများအပူတွေကကိုပိတ်နေတာအဲ့တော့ကိုဘဝကိုအောင်မြင်ဆုံးဖြစ်အောင်အရင်ဆုံးမြင့်တင်လိုက်ပါလို့ပဲဆရာမကပြောချင်တယ်ကိုနဲ့မထိုက်တန်တဲ့လူကိုဘေးဖယ်လိုက်ပါကိုနဲ့ထိုက်တန်တဲ့လူကိုဆွဲခေါ်မယ်အဲ့လိုမျိုးတောက်ကြသားသမီးတွေကအကောင်းကြိုက်တာလဲပြောမနေနဲ့နော်အချစ်ရေးမှာဟေးဆိုရင်လည်းပဲစမတ်ကြပြီးအတူကီကောင်းတဲ့လူပဲသူတို့ကဦးစားပေးတတ်တဲ့အထဲမှာပါတယ်လို့မျိုးအပြော့အပါလဲမတ်တတ်တဲ့အထဲမှာပါတယ်ပစ္စည်းကောင်းကြိုက်အစားကောင်းတောက်ကောင်းကြိုက်တယ်ငါစိတ်ပင်ပန်းလာပြီးစိတ်တွေအယံမောကျက်လာပြီးဘာလုပ်လဲရလဲ passionသွားပြီးတော့ပြင်ဆင်လိုက်တာမျိုး shopping ထွက်လိုက်တာမျိုးလိုချင်တာဇွတ်ခနဲ့ဝယ်လိုက်ရတာနောက်ပြဿနာနောက်ရှင်ပဲအဲ့တော့တောက်ကြသားသမီးတွေကအိတ်ဖောင်းရင်တော့စိတ်ပြောင်းတတ်တယ်အဲ့ပတ်စံမရခဲ့ရတော့ငါတော့ဘာလုံးမှာဒါလုံးမှာဟိုကလုံးမှာငါဘလို့တွေငါဘွားတက်အောင်မြအောင်ပတ်စံဝင်ပြီးဟေးဆိုတာအဲ့စိတ်တွေကပြောင်းသွားရောငါဟိုလူလုတ်ပေးလိုက်အောင်မယ်ဒီလူကကျေးဇူးရှိတယ်ဟိုလူ surprise လုပ်လိုက်အောင်မယ်အဲ့လိုမျိုးစိတ်တွေကကိုယ့်ရဲ့ဘဝကိုနင်းချစေတာနော်အဲ့တော့ကိုယ့်ဘဝကိုအလှပဆုံးနဲ့ဘဝမှာတန်မာဆုံးလူသားဖြစ်အောင်စူးစမ်းရမယ်အဲ့ဒါကတောက်ကြသားသမီးတွေအဲ့တော့ခုနဆရာမပြောသလိုဂုံတော်ကိုပါကိုကရွတ်ဆိုတဲ့အချိန်မှာဖျောင်းနိုင်အဖြူရောင်6တိုင်ထုံးထားရမယ်ဖျောင်းနိုင်အဖြူရောင်6တိုင်ထုံးထားရမယ်နှင်းစီပန်း6ပွင့်ကိုဖျောင်းမှာလှူဒန်းရမယ်တဲ့နော်အဲ့ဒါဟေးဆိုတောက်ကြသားသမီးတွေလက်ပွင့်ကန်ပွင့်ပြီးတော့ပြောတိုင်းအောင်ဆိုတိုင်းအောင်တဲ့အထဲရောက်သွားပါလိုက်မယ်ရှင်ကဲအဲ့တော့ဆရာမလေးဟောသွားတဲ့အရာဒီမှန်ရင်မှန်တယ်မှားရင်မှားတယ် comment မှာရေးသွားပေးပါရှင်ဆရာမလေးကိုအားပေးနေတဲ့အကြောင်းလေးရောပေါ့အဲ့တော့ဆရာမလေးချစ်တဲ့ဟေးဆိုလို့ရှိရင် like and share လေးတွေလုပ်ပြီးတော့ comment လေးတွေရေးသွားပေးပါလို့မေတ္တာရက်ခံချင်ပါတယ်ကဲတောက်ကြသားသမီးများမိသားစုရဲ့နှွေးထွေးမှုတွေနဲ့အချစ်ချင်းကိုများစွာခံယူနိုင်တော့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပါစေလို့စစ်မှန်တော့မေတ္တာနဲ့ရင်ထဲကလာတဲ့မေတ္တာတန်နဲ့အပြည့်အဝနဲ့မေတ္တာပို့သားလိုက်ပါတယ်